plastic ရကလေးလုံးအသေးလုံးပါဘူးတဲ့သူရဲ့ချစ်လက် plastic အချစ်ဆိုတဲ့ချင်းလေးကိုထွက်ရှိထားပါတယ်ကျွန်တော်တို့ဒီစတူဒီယိုမှာပဲလာရိုက်ထားတာပါเนาะအသိန်း60ကျော်လောက်60လောက်ပေါ့เนาะစုစုပေါင်း60လောက်ကုန်သွားပါတယ်အဲ့ဒီချင်းတစ်ပုတ်ထဲဟုတ်တယ်အဲ့တော့ကျွန်တော်ရတဲ့ပတ်စံတွေဘယ်ရောက်သွားလဲလာမမေးပါနဲ့ကျွန်တော်သချင်းတွေထွက်တဲ့ချိန်ကျရင်အဲ့ချင်းတွေကိုစားပါတယ်ထည့်ရပါတယ်သူကခံစားချက်စိတ်ရုပ်လိုပဲတဲ့ကောင်းကြီးရမလားပြုံးပြရမလားအားလုံးလဲလေးတဲ့တော့ကြမင်းတန်သိန်း50 60ကုန်နဲ့ပမာဏနဲ့ကျွန်တော်ဝတ်စားဆင်မှုတွေရောရိုက်ကွေးပိုင်းတွေရောဒါ music creation ပိုင်းတွေရောဒါquality နဲ့အညီပေါ့နော်ကျွန်တော်သုံးထားပါတယ်အမိုက်စား music video လေးလည်း YouTube မှာတင်ထားပါတယ် plastic ရကလေးလုံးအသေးလုံးပါဘူးတဲ့ဆိုတဲ့အဲ့ဒီချင်းကပြတော့ကုန်ပါတယ်360ကုန်ပါပါတယ်အဲ့တော့ကိုလုံးချာကိုလုံးနဲ့ပြောနေရောပေါ့ပျော်တယ်ပြီးရင်အဲ့လိုပတ်စံတွေကုန်တာတွေပြန်မတွတ်တော့စိတ်မောတော့မရတယ်ပွဲတွေရတယ်ပတ်စံတွေဘယ်ဟုတ်သွားလဲဆိုပြန်ကြည့်လိုက်သချင်းတွေကိုပြန်ရောက်သွားဟာသချင်းဆိုသချင်းထွက်လိုက်ပြီးသချင်းတွေဆိုပွဲတွေလာဟားကြပြန်အဲ့လိုမျိုးတော့ဘဲစားဘဲကြီးဖြစ်ဟုတ်ကဲ့ပါဒါဆိုင်နာကိုရတုရဲ့တင်တဲ့စင်ပွဲလေးကိုတက်ရောက်ဖြစ်တာကတော့အနည်းစင်တဲ့တိုင်းဒီပါလို့တက်ဖြစ်ပါတယ်မနှစ်ကတစ်နှစ်ပဲမတက်ဖြစ်တာပေါ့ဒီနေ့လဲမနေ့ပြောရင်တော့ဒီအလောက်ကလေအရန်ကက်ရက်ဖြစ်သွားပါတော့မနေ့ညမှာမန္တလေးကနေဆင်းလာကိုရတုရဲ့ပွဲရှိရဲဆိုတော့သူကလည်းကြိုပြောထားတာဆိုတော့ကိုရန်လည်းမကလာပြီးတော့မှတင်တဲ့စင်ပွဲလေးကိုတက်ရောက်ရမယ့်တာဝန်မျိုးလေးရှိနေရောကျွန်တော်လာပြီးတော့မှတက်ဖြစ်တာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်မကြသေးခင်ကမှ plastic အချစ်ဆိုတဲ့ချင်းလေးကိုထွက်ရှိထားပါတယ်ကျွန်တော်ဒီစတူဒီယိုမှာပဲလာရိုက်ထားတာပါเนาะဒီခန်းထဲမှာပဲလာရိုက်ထားပြီးတော့မှသိန်း60ကျော်လောက်60လောက်ပေါ့နော်စုစုပေါင်း60လောက်ကုန်သွားပါတယ်အဲ့ဒီချင်းတစ်ပုတ်ထဲဟုတ်တယ်အဲ့တော့ကျွန်တော်ရတဲ့ပတ်စံတွေဘယ်ရောက်သွားလဲလာမမေးပါနဲ့ကျွန်တော်သချင်းတွေထွက်တဲ့ချိန်ကျရင်အဲ့ချင်းတွေကိုစားပါတယ်ထည့်ရပါတယ်သူကခံစားချက်စိတ်ရုပ်လိုပဲတဲ့ကောင်းကြီးရမလားပြုံးပြရမလားအားလုံးလဲလေးတဲ့တော့ကြမင်းတန်တန်ဖိုးထားဒီမှာကြည့်လိုက်တော့လေသချင်းတစ်ပုတ်ကိုပြက်ကလဆန်မလုပ်တတ်ဘူးပေါ့နော်သချင်းလုပ်တဲ့ຢာတိုင်းမှာလဲရှိတော့လေကောင်းဆုံးကြီးပဲစထွက်ခဲ့ပါတယ်ပထမဆုံးကျွန်တော်ရဲ့ကျေးဇူးရှင်ရှိတယ်နော်ကျွန်တော်ရဲ့ကျေးဇူးရှင်ကနိုင်ငံကျော်အဆိုတော်ကြီးမြန်မာတန်းစင်အဆိုတော်ကြီးအဆိုတော်မတ်သွန်းပြီးတယ်နော်သွန်းဟုတ်တယ်မတ်သွန်းပြောတယ်ငါနာမည်ကိုပြီးအောင်ခေါ်ဆိုပြီးတော့သူအများကြီးပြောထားလို့မို့လေတာဝါဆွေနတ်ဘတ်ဝါစနေလုံးပေါ့သွန်းဝါဆွေသွန်းโอเคဟုတ်တယ်ပါမတော်ကျေးဇူးများကြီးတင်ပါတယ်လက်တွဲခေါ်ဆိုတာအတာအထွက်လေးလာပါတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်တချင်းလောက်ကလေးဝင်လာတာဒါဝါရင်တပိုင်းကြီးကလက်တွဲခေါ်ဆိုမှုတဲ့ချိန်မှာနောက်ပိုင်းချိန်မှာအများလက်ခံနေချိန်ကျရင်ကျွန်တော်ရဲ့တာထွက်ကအရင်ရေးကြည့်ရတယ်နော်ဒီကျွန်တော်ရဲ့မဟုတ်လူတယောက်ရဲ့တာထွက်ဆိုတာအရင်ရေးကြည့်တယ်အဲ့တော့တာထွက်လေးကောင်းသွားတာနောက်ပိုင်းချိန်မှာလည်းကျွန်တော်ထွက်တဲ့သချင်းလေးတွေရောအားလုံးအားပေးကြတယ်ကျေးဇူးတင်ပါတယ်တာဝန်ကြီးအောင်ရောပြဆိုတေးကျွန်တော်ဆိုရင်သချင်းတွေအများစုကိုပြန်ပြီးတော့ဝယ်ပြီးတော့မှပြန်ဆိုတေးနေတယ်ဆိုတာကာဘာလုံးဝမဆိုကာဘာဆိုတာဒီကာဘာဆိုတာစမ်းသစ်မှုဘာမှသိမရှိပဲနဲ့ဒုတိယလေးအနေငယ်နဲ့ဆိုတဲ့ music ပေါ့နော်ကျွန်တော်တို့ကကြတော့ပြန်ဆိုတေးကိုမှလုံးဝဒီတေးအကုန်လုံးပေါ့နော်ရိုက်ချက်တွေရော music video တွေရောmusic creation ပိုင်းတွေရောအကုန်လုံးပြန်ပြောင်းပြီးတော့မှကိုယ်စတိုင်နဲ့ကိုထွက်တာပေါ့ဟုတ်အဲ့ဒီချင်းတာဟိုမှာကိုရလေးဆိုတာလည်းတူတယ်နော်ဟုတ်ဘူးအရှိမတက်ရှိတယ်ပုံရင်းရှိတယ် plastic ချစ်ကို play one တန်းနိုင်ဦး play one တန်းနိုင်သူမွေရင်းမဲနော်ဟုတ်တယ်ဦး play one တန်းနိုင်ရဲ့ sorry ရှားလေကျွန်တော်ရှက်ခင်တူတော့သိန်း50 60ကုန်နဲ့ပမာဏနဲ့ကျွန်တော်ဝတ်စားဆင်မှုတွေရောရိုက်ကွေးပိုင်းတွေရောဒါ music creation ပိုင်းတွေရောဒါquality နဲ့အညီပေါ့နော်ကျွန်တော်သုံးထားပါတယ်အမိုက်စား music video လေးလည်း YouTube မှာတင်ထားပါတယ် plastic ရကလေးလုံးအသေးလုံးပါဘူးတဲ့ဆိုတဲ့အဲ့ဒီချင်းကပြတော့ကုန်ပါတယ်360ကုန်ပါပါတယ်အဲ့တော့ကိုလုံးချာကိုလုံးနဲ့ပြောနေရောပေါ့ပျော်တယ်ပြီးရင်အဲ့လိုပတ်စံတွေကုန်တာတွေပြန်မတွတ်တော့စိတ်မောတော့မရတယ်ပွဲတွေရတယ်ပတ်စံတွေဘယ်ဟုတ်သွားလဲဆိုပြန်ကြည့်လိုက်သချင်းတွေကိုပြန်ရောက်သွားဟာသချင်းဆိုသချင်းထွက်လိုက်ပြီးသချင်းတွေဆိုပွဲတွေလာဟားကြပြန်အဲ့လိုမျိုးတော့ဘဲစားဘဲကြီးဖြစ်နှမျောနေပြီပေါ့အဲ့လိုမျိုးနှမျောပါဘူးကိုလုတ်တဲ့အလုပ်ကိုတန်ဖိုးထားပြီးတော့မှလုပ်တာဆိုတော့ကျွန်တော်ရဲ့အဲ့ဒါquality လေးပေါ့နော်ကျွန်တော်ရဲ့ image ကောင်းတစ်ခုစောက်တည်ထားတာလေးပေါ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ခလုံးမျိုးချစ်ပြီးအားပေးကြရတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်ပြီးတော့ချစ်ပြီးအားပေးကြပါအောင်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ